ကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရနော်ချင်းတဲ့မဲ့တော့မကြိုးစားနဲ့အဲ့ဒီမှာဘာလုပ်လူတွေရဲ့ရင်ထဲမှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်နေတာဖြစ်တာကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရှင်ထဲမှာရောက်တာအဲ့တော့ကိုလူသမီးတွေဟာနောက်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့လို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလားအုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြည့်ချင်ပြတ်သွားတာပဲလေနှလုံးသားဆိုတာလည်းခွဲစိတ်ကူတာရတာမျိုးတွေရှိရပြီသိရင်အုံနောက်ကလည်းလုံးမလို့တော့နှလုံးကလည်းလုံးမလို့တော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိတကြွတဲ့ထဲပါမသွားဘူးလားဒါပြင်ကံတရားတွေနဲ့ပါသွားမလားဟာအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလားအဲ့ပါသွားရင်တော့အေးတာပေါ့နော်ဒီဘဝကြီးရသဗျာကတင်ညိတတတကံဟောတိကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တွေထင်သွားတော့ဆိုကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစဉ်မှာဖြစ်သွား mental process လို့ခေါ်တယ်စိတ်အစဉ်နဲ့စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝတီမြစ်ကြီးစီးဆင်းနေတဲ့အချိန်မှာမြစ်ကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုပ်လိုက်ပြီးတော့ဖြစ်လို့ရအောင်ရနိုင်နော်ရနိုင်မှု CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရတယ်ရှင်တွေကဟာတော့ဖြောင်းလို့မရဘူးဒါမှအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပျောက်သွားရောလားလို့ဆိုရသဗျာတင်္ဆအာရယကိစ္စတိဒီပုံရိပ်တွေဟာသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါတော့မှာပဲတင်္ဆတအနုကံဟောတိဒါရီယနောက်ကဘဝတန်တဲ့အဆက်ဆက်မှပါသွားပြီအရေးပမာလိုက်နေမှဖြစ်တယ်ဒါကြောင့်မို့ပုံရိပ်မကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုဂ္ဂိုလ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှံကမံကရိတန္တိကလျာဏဝပပကံဝတတကမ္မတဒါပွေတန္တိဆိုတာဒါကိုဟောတာနော်ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ထိုလုပ်တဲ့မြတ်ကုသိုလ်ကံ